အားလုံးပဲမင်္ဂလာပါရှင်ဆ iam မကတော့ဒေါက်တာချီချီဖြစ်ပါတယ်ဆ iam မဒီအမမိထားမျိုးကလေးပြန်ဖြေပေးခြင်းလို့ပါဆ iam မတွေရင်ကျက်တာတဲ့နှလုံးဘက်ကူးတက်လာတဲ့ပြောပြပါဆ iam မတဲ့အဲ့တော့ဆ iam မတို့ဒီနှလုံးနဲ့အဆုတ်ကဒီသွေးကြောတွေရအာရုံကြောစနစ်တွေရခန္ဓာကိုယ်မှာဆက်ဆက်မှုရှိတဲ့အတွက်ကြောင့်ဒါဆက်ဆက်မှုရှိတယ်အဲ့တော့ရင်ကျက်တာမှာနှလုံးကြောင့်ကျက်တာဖြစ်နိုင်ဘူးဆ iam မတို့အဆုတ်ကြောင့်ကျက်တာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဆ iam မတို့အဆုတ်ကြောင့်ကျက်တာလေးအရင်ပြောပြမယ်အဆုတ်ကြောင့်ကျက်တယ်ဆိုတာဆ iam မတို့ဒီအဆုတ်ယောဂတစ်ခုခုကြောင့်နှလုံးရဲ့ညာဘက်အောက်အခန်းပေါ့နော်အဲ့ဒီညာဘက်အောက်အခန်းကအလုတ်ပိုလို့ရတဲ့အတွက်ကြောင့်တဖြည်းဖြည်းကြီးလာမယ်ပျက်စီးလာတာကိုဆ iam မတို့ကကောပါဝင်တယ်လို့ခေါ်တယ်အဲ့လိုမျိုးပျက်စီးလာတဲ့အတွက်ကြောင့်ကျက်တာနော်အဲ့တော့အဆုတ်ယောဂတစ်ခုခုကြောင့်လို့ဆ iam မပြောခဲ့တယ်နော်အဆုတ်ယောဂတစ်ခုခုဆိုတာဆ iam မဘာဖြစ်နိုင်လဲ secret တောက်တာပေါ့ secret တောက်ရင်ဘာဖြစ်လဲအဆုတ်ပွားမယ်နောက်တစ်ချက်ရှေ့မှာဆ iam မပြောခဲ့တယ်ပန်းနာရင်ကျက်ရှိတဲ့သူတွေဟုတ်တယ်နော်ပန်းနာရင်ကျက်ရှိတဲ့သူတွေမှာဒီနှလုံးရဲ့ညာဘက်အောက်အခန်းကအဆုတ်စီကိုဆ iam မတို့သွေးတွေညှစ်ပေးရတာအဲ့ဒါကငကိုထက်ကိုအလုံးပိုလို့ရတဲ့အတွက်ကြောင့်မဖြစ်လာမလဲကြီးလာမယ်ကြာလာတော့ပျက်စီးလာမယ်အဲ့ဒါကိုကောပါမနယ်လေးလို့ခေါ်တယ်အဲ့လိုမျိုးရေရှည်ဖြစ်လာတဲ့အခါမှာညာဘက်နှလုံးအခန်းနှစ်ခုလုံးနှလုံးတစ်ခုလုံးပျက်စီးသွားတာကို right sided heart failure လို့ခေါ်တယ်ဒီညာဘက်နှလုံးပျက်စီးသွားတာပေါ့နော်အဲ့ဒါကြောင့်လဲကျက်နိုင်တယ်နောက်တစ်ချက်ကကျမတို့ secret တောက်ရင်လည်းအောက်ဆီဂျင်ခန္ဓာကိုယ်ရဲ့ကိုအလုံးလောက်မရောက်ဘူးနောက်တစ်ခုရင်ကျက်ရင်လည်းအောက်ဆီဂျင်ခန္ဓာကိုယ်ရဲ့အလုံးလောက်မရောက်ဘူးအဲ့ဒီချိန်မှာနှလုံးကြီးကကျမတို့ခန္ဓာကိုယ်နှံ့ကိုအောက်ဆီဂျင်ပို့ပေးဖို့အတွက်ဘာဖြစ်ရလဲငကိုတက်အစများစအလုပ်ပို့လုပ်ရတယ်ပို့ညှစ်ရတယ်အဲ့ဒါဆိုလို့ရှိရင်နှလုံးက heart rate တွေမြန်းလာမယ်နှလုံးညှစ်အားတွေတဖြည်းဖြည်းကျလာမယ်အဲ့ဒါကြောင့်လည်းကျက်နိုင်တယ်ပေါ့နော်နောက်တစ်ခုကဆ iam မပြောခဲ့တယ်နှလုံးကြောင့်ကျက်နိုင်တယ်နှလုံးကြောင့်ကျက်တယ်ဆိုအကျက်ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီ left sided heart failure လို့ခေါ်တယ်နှလုံးရဲ့ဘယ်ဘက်အောက်အခန်းနော်နှလုံးရဲ့ဘယ်ဘက်အောက်အခန်းကဆ iam မတို့ဘယ်လိုဖြစ်လဲဆိုတော့ तू ကဒီပေါ့နော်အလုံးမလုံးတော့ဘာလို့အလုံးမလုံးတာလဲဆိုတော့အကြောင်းရင်းလေးတွေတော့ရှိတယ်ဆ iam မတို့ပေါ့နော်ဒါအနည်းဒါထုံပြောလိုက်တာပေါ့နော်အလုံးမလုံးတဲ့အတွက်ကြောင့်ဆ iam မတို့ဒီဘယ်ဘက်အခန်းသွေးတွေကဒီခန္ဓာကိုယ်နှံ့ကိုမရောက်တော့ဘဲနဲ့ကျွန်တော်တို့ဒီနှလုံးရဲ့ဘယ်ဘက်အောက်ခန်းသွေးတွေခန္ဓာကိုယ်နှံ့ကိုညှစ်ပေးတာပေါ့နော်သူကမရောက်တော့ဘဲနဲ့နောက်ပြန်စီးပြီးတော့ဆ iam မတို့အဆုတ်ထဲမှာသွေးတွေသွားပြည့်တဲ့အတွက်ကြောင့်လူနာဘာဖြစ်လာမလဲမောလာမယ်ကျက်လာမယ်နောက်တစ်ချက်က pulmonary edema လို့ခေါ်တယ်ကျမတို့အဆုတ်ထဲကိုရေဝင်တာပေါ့နော်ရေဝင်တဲ့အတွက်ကြောင့်လည်းကျမတို့ဘာဖြစ်လာမလဲဆိုတော့လူကကျမတို့ဒီမောလာမယ်ကြက်လာမယ်အဆုတ်လေပြွန်လေးတွေကျင်းလာမယ်အဲ့ဒါကြောင့်လည်းကျမတို့ရှိဆိုပြီးလူနာညီလာတယ်အဲ့ဒါကြောင့်လည်းကျမတို့နှလုံးကြောင့်ကြက်နိုင်တယ်ပေါ့နော်အဲ့တော့ဆ iam မကြီးအဆုတ်ကြောင့်ကြက်တာနဲ့နှလုံးကြောင့်ကြက်တာဘယ်လိုခွဲမလဲဆ iam မတို့အဆုတ်ကြောင့်ကြက်ရင်အဆုတ်ယောဂအခန်းတစ်ခုခုရှိမယ်ရှိမြည်မယ်လူကဒီလိုခေါင်းနဲ့နှလုံးဆင်းလာရင်ဖြစ်ဖြစ်45ဒီဂရီထားလိုက်ရင်ဖြစ်ဖြစ်တက်တာမယ်နှလုံးကြောင့်ကြက်လို့ရှိရင်ဆ iam မတို့ကဘလို့နေမတက်တာဘူးလှဲရင်ပုံမောမယ်ခြေထောက်တွေခြေသလုံးတွေမှာအဓိကရောင်လာမယ်ပေါ့နော်အဲ့တော့တအားမောလာရင်တော့ဆေးရုံပြရမယ်ပေါ့နော်ဆ iam မကတော့ yours doctor ဒေါက်တာချီချီဖြစ်ပါတယ်ဆ iam မပြပြရလေးကိုနားလည်မယ်လို့ထင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နော်